ဒါပေမဲ့အဲ့မှာနှစ်ချက်ရိုးရိုးလေးပဲကျွန်တော်အားလုံးနဲ့ဆိုင်တဲ့အရာနှစ်ချက်ရှိတစ်ချက်ကပါလဲဆိုလူပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်ဖို့ဒုတိယချက်ကတော့တမန်တရားကိုသိဖို့အိမ်မှာတစ်ချက်ပဲမရှုပ်ဘူးရှုပ်တာလူတွေကရှုပ်တာဘာသာတရားတွေကရှုပ်တာရည်ရည်မရှုပ်ဘူးတရားနဲ့ရှင်းတယ်ရည်ရည်ပြောတယ်လူတွေကဲတင်ချင်းရပြီးတော့တမန်တရားကိုသိဖို့တဲ့ဒါဆိုကဲတင်ချင်းဆိုအကြောင်းပြောသိဖို့လိုတာပေါ့ကဲတယ်ဆိုတာနေ့နေနေရတယ်ကဲလိုက်တယ်မတက်လည်းရာနေကဲလိုက်တာနော်ဒါရိုးရိုးလေးပေါ့ဆိုလူတွေကဲတင်ချင်းရဖို့ဆိုတော့ဘယ်ကနေကဲမှာလဲလူတွေမတက်နိုင်တဲ့ရာနေကဲရမှာလူတွေကဘာမတက်နိုင်ဘူးလေအဲ့မတက်နိုင်ဘူးဆိုတဲ့အရာကနေကဲရမှာဖြစ်တယ်လူတွေကဲတင်ချင်းရဖို့အဲ့ဒါပါဆိုဘုရားသခင်လိုဖြစ်တယ်ဒီနေ့ကျွန်တော်တို့အသက်ရှင်နေခြင်းဘုရားသခင်လိုဖြစ်တယ်ဟာလေလုယာအာမင်ယောဘဝတ္ထုခန်းကြီး34အငယ်14နဲ့15ကိုကျွန်တော်တစ်ချက်တော့ကျွန်တော်အားလုံးဖတ်စီချင်တယ်လို့ဘုရားသခင်သည်လူကိုအလိုတော်မရှိ၍လူ၏အသက်ဝိညာဉ်ကိုရုပ်သိမ်းတော်မူ၏ခတ်သိမ်းသောလူတစ်ပါးတို့သည်ချက်ချင်းသေပြောင်း၍မြေမုံတို့တစ်ဖက်အားကြားလိမ့်မည်ဟုတ်တယ်အဲ့မှာဒီလူဆိုတာကျွန်တော်တို့ပြောတာကျွန်တော်ပကုန်းတစ်ပတ်ချာမှာခေါင်းပေါက်လာကျွန်တော်တို့တွေပဲကျွန်တော်လူတွေအားတဲ့ဘုရားသခင်ကဒီလောကကြီးမှာမရှိတော့ဘူးဆိုရင်ဒါလိုတော့မရှိတော့ဘူးဆိုရင်ဘုရားသခင်ကဘာလုပ်ရလဲဆိုရင်လူရဲ့အထဲမှာရှိတဲ့ဝိညာဉ်ကိုထုတ်လိုက်တဲ့အခါမှာလူကချက်ချင်းပဲညီမှုတို့တစ်ဖက်သွားရကြတယ်ကပောက်ချက်ခိုင်းနှစ်အငယ်ခုနှစ်မှာဘာပြောလဲဆိုတော့ကပောက်ချက်ခိုင်းနှစ်ငယ်ခုနှစ်မှာထို့နောက်ထာဝရအရှင်ဘုရားသခင်သည်မြေမုတ်ဖြင့်လူကိုဖန်ဆင်း၍သူ၏နှာခေါင်းထဲသို့ဇီဝသက်ကိုမှုတ်တော်မူလျင်လူသည်တက်ရှိသောတသဝါဖြစ်တယ်လို့ပြောတာတွေ့ရတယ်။ဒါဆိုရင်ဒီနေ့ကျွန်တော်တို့လောကကြီးမှာဘူးတက်ရှိနေတာဘုရားကြီးအလိုမရှိလို့ပေါ့အလိုတော့မရှိဆိုရင်ကျွန်တော်သိပြီလေအခုအလိုတော့ရှိလို့ကျွန်တော်အသက်ရှင်နေရတာဖြစ်တယ်။ဒါလူတွေကတင်ချင်းရပြီးတမန်တရားသိဖို့ဘုရားခင်အလိုတော်ရှိတယ်ဆိုရင်ဒီကျွန်တော်တို့ကလူတွေကလူတွေဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကဘာရှိလဲအသက်ရှင်ခွင့်ရှိတဲ့ကြောင့်ဘုရားလူတော်ရှိပြီလို့ဖြစ်တယ်ဘုရားသခင်ကျွန်တော်တို့လူတော်မရှိတော့ဘူးဆိုရင်ဘုရားသခင်ဘာလုပ်လိုက်မလဲဆိုရင်ကျွန်တော်လူထဲမှာရှိတဲ့ဝိညာဉ်ကိုထုတ်လိုက်တဲ့အခါမှာကျွန်တော်လူကဘာဖြစ်သွားလဲဆိုတော့မြေမှုကိုသွားရတယ်။ဘာကြောင့်လဲငယ်ခုနှစ်ကထုံးတော်ထာဝရရှင်ဘုရားသခင်မြေမုတ်ဖြစ်လူကိုပါစေဆိုတော့ဘုရားရှင်သူ့ပုံသဏ္ဍာန်ကြီးသူဖန်ဆင်းတာတော့ဟုတ်တယ်သို့တော်လည်းဘယ်ကနေဖန်ဆင်းမြေမုတ်ကနေဖန်ဆင်းတာဒါကြောင့်ကျွန်တော်ကဘာမှမဟုတ်ကျွန်တော်မြေကြီးသားတွေပဲဖြစ်တယ်သို့တော်ကျွန်တော်တို့အထဲမှာအမတန်မှတဘုဖြစ်လို့မရတဲ့ဘာရှိတယ်ဆိုတော့ဝိညာဉ်ဆိုရှိတယ်ဝိညာဉ်ဝိဆိုတာသူဉာဏ်ဆိုတာသိချင်းအဲဝိညာဉ်ရှိတဲ့အတွက်ကြောင့်လို့ကျွန်တော်လူကတန်ဖိုးရှိသွားလားဒါကိုကျွန်တော်ပြောလို့တန်ဖိုးမရှိဘူးရှိတယ်တော့တန်ဖိုးရှိတယ်ဘယ်လောက်တောင်တန်ဖိုးရှိတယ်ဆိုရင်အထူးသဖြင့်ယေရှုခရစ်တော်ယုံကြည်လက်ခံလာပြီးတဲ့အခါမှာကျွန်တော်တို့ကယေရှုခရစ်တော်ညီမျှခြင်းတန်ဖိုးရှိသွားတယ်သူ့အသွေးတော်နဲ့ရိုးဝယ်ရတာဟုတ်အဲ့တော့ကျွန်တော်ကဒါကိုမမေ့ဖို့ရည်ကြီးတယ်ဒီနေ့ဒီမှာရှိတဲ့ကျွန်တော်ရောက်စီတိုင်းဘာကြီးမှနေတိုင်းသိကြတယ်နေတိုင်းအသက်ရှင်ကြတယ်ဝေဖွားကြတယ်ဝေဖွားခြင်းနဲ့တည်ဆုံးခြင်းမှာဆိုရင်ဝေဖွားခြင်းကနှစ်ရာခိုင်နှုန်းပိုတယ်လို့ပြောတယ်သို့တော်လည်းကျွန်တော်တို့အသက်ရှင်နေသွေးလိုက်ရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဘုရားသခင်အလိုလိုပဲဖြစ်တယ်ဟာလေလုယာအလိုလိုဆိုတာဘာလဲအလိုလိုဆိုတာကသူ့ရဲ့စကားကိုပြောတာဖြစ်တယ်အလိုလိုဆိုတာသူ့ရဲ့အကြံစီကိုပြောတာဖြစ်တယ်အလိုလိုဆိုတာသူ့ရဲ့သဘောမနှောသူဖြစ်ချင်တဲ့ဆန္ဒကိုပြောတာဖြစ်တယ်ဟာလေလုယာအာမင်ဥပမာဆိုပါဗျာကျွန်တော်ဆရာမစစန်ကြီး
ဆရာမဆန်းဆန်းရဲ့အလိုလိုက်မယ်ဆိုရင်ဆရာမဆန်းဆန်းရဲ့ဆရာအာနိုတာလေးတော့ပြန်ထိုင်လိုက်ပါဆိုရင်ဒါသူ့စကားကိုနားထောင်နေသူ့အလိုလိုက်တဲ့ကြောတော့ထိုင်အောင်ဒါသူ့ရဲ့အလိုပေါ့အလိုတော်သုံးခုပါဘုရားသခင်အလိုတော်ရှိတယ်စာရမဏေရဲ့အလိုရှိတယ်လူတွေရဲ့အလိုရှိတယ်လူတွေရဲ့အလိုဟာသူ့ရဲ့အလိုရှိတယ်မိမိရဲ့အလိုရှိတယ်မိမိရဲ့ခင်ဗျမိမိဇနီးရဲ့အလိုရှိတယ်လို့ကိုယ့်ရဲ့ဆန္ဒကိုလူလည်းရှိတယ်ဒါကြောင့်တို့ဆိုဆန္ဒကိုပြောတာဟုတ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကကိုယ်ဆန္ဒတိုင်းလိုက်ဖို့မဟုတ်ဘုရားဆန္ဒလိုက်ဖို့တော့ဘုရားခင်ရဲ့ဆန္ဒကိုလိုက်ဖို့ဖြစ်တယ်ဘုရားခင်အလိုတော်ကိုလိုက်ဖို့ဖြစ်တယ်ဟာလေလုယာစာရမဏအလိုရှိတယ်ဘာလဲဆိုရင်ရှင်ရခိုင်း30ငယ်30မှာဟုတ်တယ်စာရမဏကိုမတတ်မဖြတ်မယ်နော်ကျွန်တော်အချိန်ကိုမကြောကောင်းကြီးကိုမယ်တတ်မယ်ဖြတ်မယ်အိမ်တော်နဲ့ပြုတ်ကိုယ်လုပ်မယ်တန်းတန်းအချင်းကွဲပြားအောင်လုပ်မယ်ဆရာမနာရဲ့အလိုရှိတယ်အဲ့ဒါပါလို့ဆာလမန်ရဲ့အတူနောက်ဆုံးကြတော့ဘုရားဘုန်းတော်ရှုံးချလုပ်ပြီးတော့သူအတူထာဝရငရဲမိရကိုဂျူတို့သွားဖို့ရတဲ့ဒါသူ့ရဲ့လိုပဲဆာလမန်ကဘယ်လိုဖြစ်လာလဲဘုရားကြီးပုံကံတို့ဘုရားစကားနားမထောင်နဲ့ကောင်းကင်ထဲမှာသုံးစုတစ်စုကနေဖြစ်လာတာကဘာကြခိုင်းတဲ့အငယ်1နဲ့အငယ်2ကြားမှာနှစ်ပေါင်းတောင်းများစွာကွာလဲလို့ကျွန်တော်တမန်ကျမ်းစာပြီးသိရတယ်အဲ့မှာကောင်းကင်မှာစစ်ဖြစ်တယ်အဲ့မှာလူစီဖာဆိုတဲ့ကောင်းကင်တမန်ခေါင်းဆောင်တယောက်နဲ့အတူသူ့ရဲ့အုပ်စုနဲ့မိုက်ကယ်မိခလာမိုက်ကယ်ဂါဘရီယယ်ခေါ်တဲ့အုပ်စုတွေနဲ့ရခိုင်ဘက်ကနေစစ်ပြရတယ်ကွာသူကောင်းကင်ကြလာတယ်ဒီကြောင့်ဒီစကြလာမှာတော့ဒိုင်လာမှာတော့ဖြာရိမှာတော့ကျွန်တော်တွေ့ရတယ်အာရဆာရမနာသူ့ရဲ့အဓိကတာဝန်တော့လူတွေကိုခိုးမတက်မဖြတ်မယ်ဘုရားရှင်နာမတော်ရှုံချလုပ်မယ်ဘုရားရှင်သွားနေပြီဆိုရင်အချိန်မရအောင်လုပ်မယ်ဘုရားနဲ့ဝေးအောင်လုပ်မယ်ဝမ်းနဲ့အောင်လုပ်မယ်ခြေခွဲလုပ်မယ်လူတွေကိုမုန်းတီးအောင်လုပ်မယ်ညှူစွအောင်လုပ်မယ်နော်မျောလင့်ကြီးကင်းမဲ့အောင်လုပ်မယ်အစာမအလိုဖြစ်တယ်ဒါရှင်ရဲ့အလိုပဲကျွန်တော်လိုက်ဖို့ဖြစ်တယ်ဟာလေလုယာအာမင်ဟုတ်ဒီမှာကျွန်တော်ရိုးရိုးလေးပဲစက္ကူကွေးလေးဘယ်ကွေးလုံးလေးတကွင်းနဲ့ပဲတော့စက္ကူကြီးနော်ပြပါရင်းလေးရောဒါလေးကျွန်တော်ကတ်ကြီးနဲ့ညှက်လိုက်ကပောင်းကျန်းခိုင်းတင်မှာဖျားတကယ်ဘယ်နှစ်ရက်ကိုဖန်ဆင်းလဲဗျာကဘာကြီးကို6ရက်တယ်တချို့9ရက်လို့ပြောမှာဆိုလို့6ရက်နေ့မှာဘုရားသခင်ကဘာကြီးကိုဖန်ဆင်းတဲ့အခါမှာပထမနေ့မှာဘုရားသခင်ဘာကိုဖန်ဆင်းလဲဆိုတော့အလင်းနဲ့အမောင်ကိုဖန်ဆင်းတယ်အဲ့ဒီကလက်စိတ်မီမဟုတ်သေးဘူးနေလာတော့မရှိသေးဘူးဘုရားရှိတန်ခါလာတဲ့အလင်းနဲ့အမောင်ဖန်ဆင်းတဲ့ပြီးသွားတဲ့အခါမှာဒုတိယနေ့ကျတော့ဘုရားသခင်ကမိုးကောင်းကြီးမြင်းလက်ချက်အပေါ်မှာရှိတဲ့ရေနဲ့မိုးကောင်းကြီးမြင်းလက်ချက်အောက်မှာရှိတဲ့ရေဆိုပြီးတော့ပိုင်းခြားတယ်တတိယနေ့ရောက်တော့ဘုရားသခင်ကရေနဲ့ကုန်းနဲ့ကိုရေကိုပင်လေကုန်းကကဘာမြေကြီးကုန်းနဲ့ရေကိုပိုင်းခြားပြီးတော့အဲ့ဒီနေ့မှာပဲဘုရားသခင်ကမြေကြီးကနေပြီးတော့မြက်ပင်တွေကိုပေါက်စီတယ်ပြီးတော့မျိုးစစ်ပါတဲ့အသီးနှံတွေဘုရားသခင်ဖန်ဆင်းတယ်လေးရက်နေ့ကျတော့ဘုရားသခင်ဘာဖန်ဆင်းလဲဆိုတော့လေးရက်နေ့ကျတော့ဘုရားသခင်ကနေရီလာရီခြေရီနခဒါတွေကိုဖန်ဆင်းတဲ့သက်လာရင်းကျဲဖို့ရတဲ့9ရက်နေ့ကျတော့ဘုရားသခင်ဘာဖန်ဆင်းဆိုတော့တရိစ္ဆာန်ကိုဖန်ဆင်းတယ်စိတ်ဝင်စားစကောင်းလေးရှည်ရနေဖန်ဆင်းတာနော်ငှက်တီပါလေးရေတော်90ပါလေးဖန်ဆင်းတယ်6ရက်နေ့ကျမှကျွန်တော်လူကိုဖန်ဆင်းတယ်ကျွန်တော်လူဖန်ဆင်းမှာဘုရားသခင်ရေချက်ရှိတယ်အဲ့ရေချက်က5ခုရှိတယ်တစ်ချက်ကသူနဲ့မိတ္တာဖို့ညနေဒီအေးတိုင်းမှာဘုရားသခင်အာဒန်အေဝါစီလာပြီးတော့အေရီဦးကြီးမှာလာမိတ္တာဖွဲ့တယ်လေဆိုတော့ဘုရားသခင်မိတ္တာဖွဲ့ခြင်းဘုရားသခင်တရိစ္ဆာန်နဲ့မိတ္တာဖွဲ့ခြင်းဘုရားသခင်တို့လူတွေနဲ့မိတ္တာဖွဲ့ခြင်းဖြစ်တယ်ဟာလေလုယာဘုရားသခင်နဲ့အကျုံးဝေမိတ္တာဖွဲ့တော့ထို့သောပြီးမှကောင်းစားခြင်းတို့ရောက်ရမယ်ယောဘခိုင်း21အငယ်20မှာပြောတယ်ဒါကြောင့်ဒီကျွန်တော်နံပါတ်1ကတော့ဘုရားသခင်ကျွန်တော်တို့နဲ့မိတ္တာဖွဲ့ဖို့နံပါတ်2ကတော့ဘာလို့သူ့ကိုချီးမွမ်းဖို့ဒါဝိဒ်ကဆိုရှင်ချီးမွမ်းခြင်းအပြင်ချီးမြှောက်ခြင်းခံရတာဖြစ်တယ်ဒီရကမှာဆရာခင်ကချီးမွမ်းတယ်အာဘစိတ်တို့ကျွမ်းချီးမွမ်းတာနော်ဒီထဲမှာဘုရားဘုန်းတော်နဲ့ပြည့်နေတယ်ဟာလေလုယာဘုရားချီးမွမ်းခြင်းနဲ့ပြည့်နေတယ်
အတင်းအဖြစ်နဲ့မပြည့်ဘူးစိတ်ပြည့်ချင်းမပြည့်ဘူးနဲ့ဘုရားချီးမွမ်းကြည့်တယ်ပြည့်တယ်ဒီနေရာမှာဘုရားအလုံးလို့ဘယ်နေရာမှာလွတ်လို့မလဲဟာလေလုယာအာမင်အသက်တာမှာကျွန်တော်ချီးမွမ်းရှိကြည့်တယ်ဘုရားလည်းနံပါတ်1ကျွန်တော်မေတ္တာဖို့ဘုရားလို့ရှိတယ်နံပါတ်2သူ့ချီးမွမ်းဖို့လို့ရှိတယ်နံပါတ်3ကတော့သူ့ဝိပုကိုးကွယ်ဖို့လို့ရှိတယ်他们要讲海的时候，就是把它对的是，毕竟是社保把对了。俺们的吧，差多偏股股呢，股股白山呀嘛，谁是路没样的偏偏的，哈利路亚。哎呀，那偏啊，就是把路是讲，俺们的吧，差多偏股，么股股呢的，俺们瑞的，把我们股股呢的，现在就是股股嘛，盘谁是股股嘛，他们路也把股股了。盘是他的也股国家的，路经过路国国的，过下路国国的，那这边的国国的，我这边是把国国的，内有国国的，那这就没有国国的，没有国哪有国国的，啊，这就是要加的啥物，国国家的，太那个嘛，哎，这常有他没有难受。就是对呀，比如嘛嘞，没有人家国国家的，他们这个叫国国母啊，偏偏啊，啊，对呀，国国嘞啊，反正国国嘞，那5年的那个，这上面那个，哎妈，他不能规避啥的，那贵，因为路边呢，阿拉爱你的，都老完了，就都老完了，他这种人你们。这个人啊，都没好个啦，完全。啊，那规模好，规那些，他现在来的，以后的就那来的，反正，他们啊，那规模好，就规那些的。这现在3个多些的，没看见啊？啊，这路米嘛，那样路米了不？他们那样好了，第二代批的。所以说理路不，阿门。We can one flesh on。那我都这必须的，哈利路亚。阿门。如果你呢，偏见你不住，如果坚持呢偏见坚持不住，一下俺现在股嘛话对了，他说偏没弄的啊，俺也坚持的，对路坚持的不住的，是吧？俺也坚持的，对路坚持不住的，我告诉你，你现在大于违法的都。俺也坚持的，从这个违法来了，偏见表达不了的，哈利路亚。他路啊，从这边坚持嘛是的，他说偏见是也低的，他这路啊路没西呗，好个路那么来慢慢的，他们路了偏见来的，阿门。哈利路亚。他说偏那个不着着了，手机不路的，偏那个了，谁弄就叫手机不路的，他所以他不能归了，那贵，喂，这个那规模好，这规模，对吧？对不对？对，他这种呀，有没有标准的？那说到偏见是个底下的，哈利路亚。那个偏见，前些年知道来不皮的，说到偏见，如果来这行不皮的，还有偏见，如果是我是为了做的。那个不的话，这种要是那个，俺们在马一起的去的，哈利路亚哈。把这个地方就要标了，别的路了么15岁，就我们在西部去了，叫对娃是在跳娃了，对娃是干娃了，对娃是烧不拉的变娃了，对娃是弄东西多了，对娃来看这么细了，哎妈，这是古龙些多鱼，大家你就得心理经历，别的。这市场，偏见路上偏的时候，没有偏的。哈利路亚！年都让他生活上了，这种心理期，这在心理期，都路上上的期都生活上偏的。哈利路亚！我主要在这嘛把戏的时候，人上的是上戏的，人上应该不考虑的。newspaper 了， newspaper 说个，news 呢 paper 呢包它了，那 news 是这个楼里头是的 ，NEWS，N 说这边 not， 描绘 ，E 说 is，
အရှိပဲ NEW ဆိုတာ West west ဆိုတာအနောက်ဘက် S South south ဆိုတာတောင်ဘက်ပဲလားအရင်လေးမျက်နှာရှင်းတော့မျက်အဲ့ဒီအရင်လေးမျက်နှာကနေတည်အစိုးရအကောင့်တွေကဟောဒီ paper လေးကိုရောက်လာတဲ့အခါမှာ news paper လို့ရပါတယ်ဟာလေလုယာ Amen ဒီကျွန်တော်ဒီညနေမှာဝိပီကိုွယ်တဲ့အခါမှာဘယ်ကလာကြလဲ ရှင်းတော့လာမယ် အဲ့တော့ဒီသတင်းစာကဘာကိုပို့ဆောင်လဲဆိုတော့ကျွန်တော်တို့ရောက်စီတဲ့ကိုပို့ဆောင်တယ်ဒီသတင်းစာထဲမှာသတင်းကောင်းတာနဲ့သတင်းမကောင်းတာနဲ့နှစ်ပိုင်းရှိတယ်လို့ကျွန်တော်အသက်တာထဲမှာလည်းကောင်းတဲ့အကျင့်နဲ့မကောင်းတဲ့အကျင့်တွေရှိတယ်ဟုတ်လား ဟုတ်ပါတယ် ကောင်းတဲ့အတွေးခေါ်တွေမကောင်းတဲ့အတွေးခေါ်တွေရှိတယ်ဒါကြောင့်ဒီသတင်းစာကျွန်တော်အားလုံးကိုပို့ဆောင်တယ်ဒီသတင်းစာအသက်တာဒီသတင်းစာတွေကိုကြည့်ပါစေသတင်းအစိုးရအကောင်းကြီးရှိတယ်လို့ပဲကျွန်တော်အသက်တာမှာလည်းကောင်းတဲ့ကြည့်တွေမကောင်းတဲ့ကြည့်တွေရှိကြတယ်။ဒါပေမဲ့ဒီသတင်းစာထဲကိုကျွန်တော်ဘာလို့လဲမလဲဆိုတော့ဒီသတင်းစာတွေကိုကျွန်တော်ကျွန်တော်ရေလောင်းထည့်လိုက်ပြီပေါ့။ရေလောင်းထည့်မယ်။ရေကတော့ရေအသက်တမန်နဲ့သမီးအသက်9 ရက်အဲ့ဒီရေမရှိကျွန်တော်သက်ရှင်လို့မရဘူး။ဘာကြောင့်လဲ။ရေကကျွန်တော်သက်ရှင်လို့တွေ့ရမှတမ်းအရေးကြီးတဲ့ခန္ဓာဖြစ်တယ်။ကျွန်တော်ဆိုမှုတွေကပေါင်းတာနှစ်ပေါင်း30ကျော်လာပြီ။နှစ်ပေါင်း30ကျော်လာမှစင်မတော်နေချင်းတယ်။ဒါပေမဲ့ဒီနေ့ကြီးတော့နေခွင့်တော့မရဘူး။အလေတော့လာခွင့်တော့ရတယ်။ကျေးဇူးတော်ကြောင့်ပဲ။ဒီလေရောက်ရှိလာတယ်။ဖေဖော်ဝါရီလ1ရက်နေ့ပြန်မှာဟုတ်။ဘာမှကျွန်တော်ကလေးတွေရှိတယ်။ကျွန်တော်ဇနီးရှိတယ်။ကျွန်တော်ဇနီးကတော့ဖိလစ်ပင်းနိုလာပန်ဖြစ်တယ်။1995မှာစင်ကာပူမှာစုံရတယ်99မှာတော့စင်ဘက်ပြချက်မှာပဲပြချက်ပေးလာခိုင်းပြီးတော့မြန်မာပြည်မှာနိုင်နေမယ်ယူပါရုံပေးတဲ့နိုင်ငံ၈နိုင်ငံထဲမှာမြန်မာပြည်ပါတယ်ဆိုတော့မြန်မာပြည်ကိုကျွန်တော်ရောက်တယ်ကျေးဇူးတော်ပဲဇနီးပါတော့ကားမပါဘူးကားမပါတော့ဇနီးရှိတော့ကားပါရှိတာကိုကျေးဇူးကားရှိတယ်ကျေးဇူးတော်ကြောင့်ဘုရားရှင်ကျေးဇူးတော်ကြောင့်တာမီးတွေအများကြီးဘုရားပေးတယ်ဟာလေလုယာအာမင်နော်မာဒါဝုတို့နော်နင်းလက်ဝေတို့မဆုမြတ်နိုင်တို့နော်မဆာဘောတော့အမတော့ငါတောင်းမမောရှိတို့အဆာဘောနော်တကယ်အားလုံးလူ100ကျော်တော့ဘုရားရှင်ကကျွန်တော်ပေးတယ်တာမီးတွေ Praise the Lord သူတို့ဟိုတွေမှာပါဝင်နေကြတယ်ချွေးလဲရှိတဲ့နေရာမှာရှိနေကြတယ်ပေါ့ကျွန်တော်ဘာပြောချင်လဲဆိုတော့ဘုရားရှင်ကအရာခတ်တဲ့တတ်နိုင်တဲ့ဘုရားဖြစ်တယ်သူ့ရဲ့အချမ်းစီပဲခေါ်လို့ရတယ်မနေ့ရည်နောက်ကလာအစီအမံမပြောင်းမလဲတဲ့ထိုဖရာကကျွန်တော်တို့အကောင်းဆုံးအချမ်းစီရှိတယ်ထူးကဲစွာအချမ်းစီရှိတယ်အဲ့ဒါကိုကျွန်တော်သိစေချင်တယ်ဒါကနှုတ်ကပတ်တော်တည်ယူသောရေကိုပို့ဆောင်တော့တခင်ယေရှုဟာအင်းနှုတ်ကပတ်တော်ဝင်လာတယ်တခင်ယေရှုလောကမှာသူပါတော့အဓိကသုံးချက်လို့ပါတယ်တစ်ချက်ကသူက preach လို့တရားဟောတယ်ဒေသဆိုင်လက်လို့ဟောပြောတယ်မသက်ခိုင်းတော့ပြီးတော့ teach သင်ကြားတယ် teaching လို့ဆုံးမ order ပေးတယ်ပြီးတော့ community service ကိုလည်း healing and deliverance ဆိုတဲ့ချီနှောင်ခြင်းနဲ့လွတ်မြောက်ခြင်းလုပ်ငန်းတွေတခင်ယေရှုလုပ်တယ်တခင်ယေရှုသုံးချက်လုပ်တယ်တခင်ယေရှုဘာဒီမဲ့ဝေးတယ်ငါဘာလုပ်ပေးရမလဲဒီမဲ့သားကိုတော့ကျွန်တော်မျက်စိပြန်ကြည့်ခြင်းတယ်တည့်ရဲ့ယုံကြည်ခြင်းတွေတည့်မျက်စိကိုမြင်စီခြင်းဆိုတော့မျက်စိပြန်ကြည့်တယ်တွေ့ရတယ်ရှိလောက်ကဏ္ဍမှာနေမကောင်းတဲ့ပုဂ္ဂိုလ်နှစ်ပေါင်းမနေဘူးသူရေလုံးမှသူခေါ်ချမှကျမ်းပါပါလေသူမလို့နိုင်တခင်ယေရှုအဲ့ရလေးပြပြပြန်တော့ပြောတယ်ကျမ်းပါပါတွေ့ရထို့ပြောက်ခြင်းนี่ကျွန်တော်ကိုးကွယ်နေရဖြစ်တယ်ဟာလေလုယာအာမင်ထို့ပြောက်နှုတ်ကပတ်တော်ကျွန်တော်တို့အသက်ဖြစ်တယ်ဖျားနှုတ်ကပတ်တော်ကျွန်တော်တို့အလေးဖြစ်တယ်မလိမ္မာတဲ့သူကိုလိမ္မာစေတဲ့ဘုရားဖြစ်တယ်ဒီနှုတ်ကပတ်တော်ကျွန်တော်အသက်တာထဲကိုရောက်လာတဲ့အခါမှာဘာဖြစ်သွားလဲအသက်တာမှာပြောင်းလဲမှုတွေဖြစ်လာတယ်အရန်အောင်ဆက်ကောင်းတယ်ရှောလူကနေပြီးတော့ပေါ်လူဖြစ်လာတယ်ရှောလူဆိုတာတကယ်ညာသူအတင်းတော်ညှင်းဆဲတဲ့ပုဂ္ဂိုလ်ပဲဓမ္မတော်ဝတ္ထုလေးလာတယ်
ဒါပေမဲ့ပုဂ္ဂိုလ်အသက်တာပြောင်းလဲသွားတဲ့အခါမှာသူများစွာသောသူဝေထုံးနိုင်ခဲ့တယ်ဟာလေလုယာအာမင်ဒါကြောင့်ဒီကျွန်တော်ဘာမှမဟုတ်တဲ့ကျွန်တော်တို့အစွန်ဖျားလူတွေဆွတ်ပစ်ထားတဲ့ကျွန်တော်တွေကဖျားပြတဲ့အခါမှာဟိုထိတ်ဖျားကိုရောက်သွားတာတွေ့ရတယ်ဟာလေလုယာသူဖျားပြတဲ့မှုဖြစ်တယ်ကိုယ့်ကိုယ်အထင်မစမောနဲ့ဒီလိုထည့်လို့လည်းကိုယ့်ကိုယ်အထင်သေးနဲ့ဟာလေလုယာဒီမကောင်းမသိတဲ့အရာချင်းကြီးလောက်တယ်လို့ပြောတယ်။ဒါကြောင့်ဒီကျွန်တော်တို့ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေနော်ဖျားခင်ရဲ့အလိုတော်ကျွန်တော်တို့ပြည့်စုံစေတယ်။ဟာလေလုယာ။ရပါမယ်။ဒီရရှိတဲ့ရေမမြင်အောင်နော်။ဖျားနှုတ်ကပတ်တော်ဆိုတာရှိတယ်။ဒါနဲ့နှုတ်ကပတ်အသက်ဖြစ်တယ်။ဖျားရဲ့နှုတ်ကပတ်ကျွန်တော်တို့ထောက်ပံ့တယ်ပြုမွေးတယ်ကျွန်တော်ဆောက်ရှောက်တယ်ကျွန်တော်မဆတယ်ကျွန်တော်ပို့ဆောင်တယ်။ဟာလေလုယာ။ထိုဘုရားကယနေ့ကျွန်တော်နဲ့အလယ်မှာသူရှိတဲ့ဘုရားဖြစ်တယ်။ဟာလေလုယာ။ထိုဘုရားကျွန်တော်အသက်တာထဲကိုရောက်လာတဲ့အခါမှာဘာဖြစ်လဲအသက်တာမှာပြောင်းလဲမှုတွေဖြစ်သွားတာ။အဲပြောင်းလဲမှုတွေကထူးဆန်းတယ်အံ့ဩစရာကောင်းတယ်။သူ့ရဲ့နာမကအံ့ဩဖွယ်တိုင်ပေမဲ့ဘုရားရဲ့ဘုရားရဲ့သာရပါနေတဲ့ချီရှိဒီရှားတော့ပေါ်ပြထားတယ်ပဲ။ဒါကျွန်တော်ကရှောက်တဲ့အခါမှာဘုရားရဲ့ဂတိတော်ကိုကျွန်တော်ရှောက်တယ်။ဘုရားဂတိတော်ကျွန်တော်မှာပြည့်စုံစေလို့ဘုရားအမိန့်တော်ဆိုတာလည်းရှိတယ်ဟာလေလုယာနော်ဘုရားရှင်ကျွန်တော်ခေါ်တဲ့အခါမှာရှင်မဿဲ24ငယ်18ကနေ20တဲက the great commission ဆိုတာမဟာစေစားချက်အဲ the great commission မဟာစေစားချက်ကိုလုံနိုင်ဖို့ရတယ်ဘာလို့ဘာတဘောပေါက်နားလဲလို့ဆိုတော့ the great commandment ဆိုတဲ့မဟာပညတ်ချက်ကိုကျွန်တော်နားလေသဘောပေါက်လို့လေရှင်မဿဲ22ငယ်39ရက်40ထဲမှာတခင်ရှုကမင်းတော်မူတဲ့ပညတ်နှစ်ချက်ရှိတယ်ဒီပြားကြီးသာရပြောင်းစေတတော်ကျွေးမဲ့ကိုဆွမ်းရှိတော့ဉာဏ်ဆွမ်းရှိတော့နဲ့ချစ်ရတယ်ပြီးတော့ဒုတိယချက်ပါလေကိုနစ်ဆက်ဆိုင်တဲ့သူကိုနေအများချစ်တော့အဲ့နှစ်ချက်ပါခင်ရှုပညာအဲ့ပညာနှစ်ချက်ကပါလဲဆိုရင်ပညာတိကျမ်းနဲ့အနာဂတ်တိကျမ်းအချုပ်ချလို့ပြောတယ်ဒါပညာတိကျမ်းတော့ဘာချမ်းနေလဲပညာတိဆိုကပောက်ကျမ်းဖမြော့ကျမ်းဝိပဿနာတော်ရည်တရားဟောကျမ်းအကျမ်း၅ကျမ်းကိုပညာတိကျမ်းလို့ခေါ်တယ်အနာဂတ်တိကျမ်းဆိုတာအဲ့ကျမ်းရဲ့နောက်ဘက်ကနေရှင်မသက်ရှိမှရှိတဲ့အနာဂတ်တိကျမ်းတွေရှိတယ်အဲ့ဒီကျမ်းတွေအားလုံးအချုပ်ချတာပါလေအဲ့ပညာဖြစ်တယ်အဲ့တတိရှိပြောတဲ့ပညာဖြစ်တယ်ရှိဖို့ဖြစ်တယ်အချစ်ရှိအပြစ်မရှိတော့အာမင်အာမင်အချစ်မရှိရင်လားအပြစ်ရှိတာဟုတ်တယ်နော်ဒါကြောင့်ကျွန်တော်မချစ်ဆုံးအောင်ပါလေမဆုံးနိုင်ချစ်ဖို့ဟုတ်လားဆုံးခြင်းနဲ့ဆိုတော့မချစ်နဲ့ပေါ့ဒါကြောင့်မဆုံးဘူးဆိုရင်တော့ချစ်ဖို့ဟုတ်လားချစ်ခွန်းလို့ပေါ့မခွန်းလည်းမချစ်နဲ့ပေါ့နော်ဟိုကောင်းကင်ဘုရားကျွန်တော်ဖားကြီးဆုံးသွားကျွန်တော်ပဲကရင်လူမျိုးအမြဲပမာဒီရှိနေတယ်အဖေဆုံးသွားတော့ကျွန်တော်စင်ဘောက Father George ကဘုန်းကြီးအာစီဘုန်းကြီးလာပြီးတော့ဘုရားရှိခိုးပေးတယ်အဲကြောင့်မှတ်တမ်းရက်တဲ့တချန်သားထောင်းတဲ့အခါမှာသူပြောတဲ့အများအများကြီးရှိတဲ့တစ်ခုကပါလဲဆိုတော့ဟိုးကောင်းကင်ဘုရားဂေဝမှာတဲ့ကောင်းကင်ဘုရားဂေဝမှာဆိုင်းဘုံကြီးရှိတယ်အဲဆိုင်းဘုံကြီးကပါလို့သားလို့အချက်မပိုင်မဝင်ရဘူးဟိုးငင်းပြေဂေဝမှာလည်းဆိုင်းဘုံရှိတယ်အပြစ်ပါမှလာခဲ့ပါအဲဒီကျွန်တော်ကောင်းကင်ဘုံဝင်ဆိုပါရှိဘူးလေချစ်ပါဘူးလို့လေအဲ့ချီကဖျားဖြစ်တယ်ဟာလေလုယာအာမင်ဒီကခိုင်းတိငရှိမဆိုရင်ဖျားကြီးတားတော်ကအိုဖျားကြီးနဲ့ကိုရောနိုင်ငံလက်ဆက်ထားတော့တည်ဆိုတော့တခင်ယေရှုကဖျားကြီးဖြစ်တယ်တချို့ကဟိုသူလိုစီသူလိုမျိုးလို့တတ်မှတ်တာပေါ့တချို့တော့ဟိုနဗီတဘာမို့ကောင်းကင်တမန်တဘာမို့လို့တတ်မှတ်တာပေါ့ဒါပေမဲ့ဒီနေ့ကျွန်တော်ကတော့တခင်ယေရှုကကျွန်တော်ဖျားကြီးဖြစ်တယ်ဖျားတွေတခင်ဖြစ်တယ်ဟာလေလုယာသူအရာခတ်တဲ့ကိုဖန်ဆင်းတဲ့ဖျားဖြစ်တယ်သူကြောင့်မို့လို့ကျွန်တော်ယေရှုတော်ကာလဆိုဖြစ်လာတာဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဒီယေရှုခရစ်တော်ဘုရားကတမန်တော်ခိုင်းတဲ့အရင်သုံးကိုကြည့်လို့ရှိရင်ဘာသာတွေ့တယ်လဲဆိုရင်ရက်ပေါင်း40လောကကြီးမှာသူကရှင်မြန်ထက်မြောက်ပြီးတော့ခ
ထိုင်လုံးတက်တဲ့ထောင်နဲ့နေပြီးမှကောင်းကင်ဘုံတက်သွားတယ်လူပေါင်း5ထက်မကမြင်ရတယ်အဲ့ဒီရှုဖျားဘာသာလို့လာလဲအိမ်တို့နေစာရက်ကိုပြင်ဆင်ခြင်းကငါသွားရတယ်ရှင်ရခိုင်ဆက်လေးငယ်တိတ်ကနေသုံးလို့မှပြောတယ်အဲ့ဖျားကကျွန်တော်တို့လာပြန်ခေါ်มาဖြစ်တယ်ဟာလေလုယာဒီစားပြီးလက်ခဲ့ပါလို့ပြောတယ်ဖျားမျိုးမဟုတ်ဘူးလေကျွန်တော်တို့လာပြန်ခေါ်มาဖြစ်တယ်သူမလာခင်ကရှင်မသက်24မှာဗာပြောတယ်တနိုင်တိုင်းကစစ်ဖြစ်မယ်အစာခေါင်းပေါက်မယ်မြေကြီးတွေတုံလို့မယ်အချင်းချင်းမုန်းကြမယ်နော်ငလီနေလုံးမယ်နော်ရဲ့လက်ထက်ကဲ့သို့ဖြစ်မယ်ဒါရဲ့အခုတော့ဖော်ပြထားပြီးသားဖြစ်တယ်တိုးတော်လေလူမျိုးတကာအပေါင်းတို့ကိုအိမ်ဝိတရားဟောပြောပြီးသွားရင်အဆုံးမဖြစ်လာမယ်ဒါကြောင့်ဒီကျွန်တော်ကဘာလို့လို့လဲအိမ်ဝိတရားကိုဟောပြောဖို့လိုတယ်အိမ်ဝဂီလီမဟုတ်တော့အိမ်ဝိပြီးတော့ကလိတာလည်းမဟုတ်ဘူးနော်အိမ်ဝိဂီလီတည်င်းအောင်တခေရှုအကြောင်းကိုကျွန်တော်ဘာလို့လဲသူပြောပြမှာဖြစ်တယ်ပြောင်းလဲတော့မပြောတာတရှိလုံးဝိညာဉ်တော့လွတ်သွားမှာနော်ဒီနေ့မကြိုက်နေချင်းမင်္ဂလာရှိတယ်ဝမ်းသာလေဒါဘုရားသခင်အလိုတော်ဖြစ်တယ်ဟာလေလုယာအာမင်နော်ဒါကြောင့်ကျွန်တော်ကဘာလို့လို့လဲအလိုတော်အတိုင်းအသက်ရှင်ဖို့လိုတယ် obedience is better than sacrifice နော်အလိုတော်သူ့လက်ရှင်ရှင်မျိုးထက်တာကောင်းတယ်ဒါကြောင့်ကျွန်တော်ဘုရားသခင်အလိုတော်အတိုင်းအသက်ရှင်ရမှာဖြစ်တယ်တက်တဲ့ခန်းကြီး၄အငယ်3ကနေ6ထဲမှာဗာပြောလဲတက်တဲ့ဒီရှောင်၍တန်ရှင်းခြင်းမှာဘဂင်ကိုမသိတော့ကိလေသာတမတ်ခြင်းရှိတကယ်တော့မရှိဒီတို့အပေါင်းဒီတန်ရှင်းခြင်းသေတဲ့နဲ့ခြင်းတွေမိကိုမိထိတ်သက်စေခြင်းက၎င်းဒီဝိယာ၌လွန်ကျူး၍ညီအကိုကိုပြည့်ရဲ့အားဖြင့်မပြစ်မှားစေခြင်းက၎င်းအလိုတော်ရှိဟုတ်တယ်ရပြီအဲ့လိုစီရပြီနော်ဘုရားသခင်ကဘာလို့ရှိလဲဆိုတော့ရိုးရိုးလို့ပြောရင်တန်ရှင်းဖို့ဘုရားသခင်အလိုရှိတယ်အာမင်ဆိုတော့ခန္ဓာရဲ့စိတ်တော်ဝိညာဉ်ဘုရားရှင်တန်ရှင်းဖို့ဘုရားသခင်လိုရှိတယ်တန်ရှင်းခြင်းကဘုရားသခင်ပါဠိဖြစ်တယ်အထူးသဖြင့်တဲတော်အကြောင်းလေ့လာချက်တဲတော်မှာခန္ဓာခန်းရှိတယ် holy place ရဲ့ holy of holies ရဲ့တန်ရှင်းသောခန်းရှိတယ်အဲ့မှာထာဝရဘုရားစိုးစံနေရှိတယ်အဲ့တဲတော်ရဲ့အမှုဆောင်တဲ့ယေဘရဟိတွေကမတန်ရှင်းအလုံးလုံးမရအောင်ဒါဒီဘုရားလုံငန်းမှာတာရီလှုပ်ဆောင်ခြင်းလဲဆိုရင်နော်ဘုရားရှင်တာရီအသုံးပြုခြင်းလဲဆိုရင်ကျွန်တော်ဘာလို့လုပ်လဲတန်ရှင်းလို့ရောမစနစ်တိကပါတော့တဲ့နေဟာညီကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်းခြင်းလက္ခဏာလို့ပြောတာဒါကြောင့်ဒီတန်ရှင်းခြင်းဟာဘုရားခင်ရဲ့ပါရမီဖြစ်တယ်လို့ဘုရားရှင်နှစ်သက်တော်မူဖြစ်တယ်ရှင်ကိုအော်ရဆာလေးလာလို့ရှိရင်တင်တို့ကိုခေါ်တော်မူသောသူသည်တန်ရှင်းတော်မူသည်ဤသူတင်တို့လည်းတန်ရှင်းခြင်းရှိကြတယ်ဟာလေလုယာအာမင်အဲအပြောဆိုရင်တန်ရှင်းဖို့အပြုတ်မှုအကျင့်ဉာဏ်တန်ရှင်းဖို့ဘုရားရှင်လိုတော်ရှိတယ်ကဲဒါတော့ဒီဘူးအတ္တထဲမှာဘုရားနှုတ်ကပတ်တော်စီစဉ်လာတဲ့အခါမှာဘာဖြစ်လာလဲကျောင်းအတ္တကဘုရားနာမတော်ကြီးမြတ်စွာဘုရားဘုန်းတော်ထင်ရှားစွာဖြစ်လာတယ်ဒါဒီမေတ္တာပရရေရှိတယ်သူ့ချီးမွမ်းဖို့ဘုရားလိုရှိတယ်သူ့ဝိပုကိုကိုဘုရားခင်လိုရှိတယ်သူ့ရဲ့ဘုန်းတော်ထင်ရှားဖို့ဘုရားလိုရှိတယ်ဟာလေလုယာအာမင်အဲဒီကျွန်တော်ရောက်စီတဲ့တော့ဘုရားရဲ့ဘုန်းတော်ထင်ရှားအောင်နံပါတ်5ချက်တော့ဘုရားရဲ့ဂုဏ်တော်ကြီးမြတ်အောင်ဘုရားရဲ့အလိုရှိတယ်ပထနာတော့ရကြလားမသိဘူးเนาะကျွန်တော်တို့အလို့ရတယ်နေတိုင်းမလဲညဆိုပြီးတော့လေเนาะရှင်မသက်ခိုင်း6နှစ်9ကနေ7ထဲမှာပထနာတော့ဗာပြောတယ်အလိုတော်ဒီကောင်းကင်ဘုရားပြည့်စုံတယ်လို့ရှိဖို့ပါတယ်ဘုရားကြီးအလိုတော်ဘုရားကြီးသူ့ရဲ့အလိုတော်ကိုပြည့်စုံအောင်အမြဲလုပ်တယ်တခင်ရှိလူတော်ကလာလို့ဆိုတာကကျွန်တော်အလိုတော်လာတာမဟုတ်ဘူးတဲ့ဘုရားကြီးရဲ့အလိုတော်တိုင်းကျွန်တော်လာတာတဲ့ဟာလေလုယာကတိရှင်ဝိမာတခင်ရှိဆူတော်တယ်လေဤခေတ်ကိုကျွန်တော်ကလွဲစီပါတဲ့ကျွန်တော်အလိုတိုင်းဖြစ်ပါစေနဲ့ကိုရောအလိုတိုင်းဖြစ်ပါစေတဲ့တခင်ရှိကိုရဲ့လောကကြီးမှာကျွန်တော်တို့အကောင်းဆုံးသက်ရှင်ပြပါတယ်ဗါတဲ့ဘုရားကြီးအလိုတော်ကိုစောင့်ဖို့ရည်ရည်ပြန်လာဒါကြီးလူတော်မရှုပ်ဘူးရှင်းရှင်းလေးပဲလူတွေကဲဒီကြီးရတယ်တမန်တရားသိဖို့ပဲဒါကြောင့်ဒီနေ့ကျွန်တော်အသက်ရှင်နေခြင်းဒီဘု
ဖျားရဲ့လူတော်နဲ့အသက်ရှင်ဖြစ်တယ်ဟာလေလုယာဖျားလူတော်ကျွန်တော်အသက်ရှင်တဲ့အခါမှာကျွန်တော်တော်ရမတော်ရတဲ့ဒါခေါင်းလုံးမထည့်နဲ့ကိုတော့ကျွန်တော်ဘာလို့ပြရမလဲရှားပြောသူပေါ့ကျွန်တော်ရှိပါရဲ့အဲ့ဒါပဲဖျားပြန်လို့ရှိတယ်ဟာလေလုယာဒီတရင်တော့ကျွန်တော်ကကြီးနဲ့ညံ့တဲ့အခါကျတော့ဘာဖြစ်သွားသလဲဆိုတော့ဒါမျိုးအခြေအနေဖြစ်သွားတယ်ဒီအခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုရှင်အားရစရာအကြောင်းမရှိဘူးဘာမှမရှိတဲ့အခြေအနေနော်သုံးစားလို့မရတော့မီးလောင်လို့ပဲရှိတော့တာရှင်ပေရီအော်ရာဆိုလေးလာလို့ရှိတယ်ဘာလို့သိရတော့ဒီကဘာကြီးကတနေ့ကျရင်လောင်စာဖြစ်ပါလေမီးလောင်ခြင်းကကြဲရင်မယ်လို့ပြောတာဟုတ်ဘာမှတက်ပဲစရာမရှိဘူးလို့လောကကြီးမှာဒါပေမဲ့ကြရိတ်ခိုင်းစစ်လေးငယ်73မှာကျတော့ဘာပြောလဲဆိုတော့ကျွန်တော်တို့တည်သွားတဲ့အခါကျတော့ရှိကျွန်တော်နောက်ကိုလိုက်လာမယ့်အခါရှိတယ်အဲ့ဒါကကျွန်တော်တို့ကောင်းသောကြည့်နေတယ်ဟာလေလုယာကောင်းသောကြည့်မှန်သမျှတိုင်းဖျားလို့မဟုတ်ဘူးနော်ဖျားကြီးပြုတ်ခိုင်းတဲ့အမှုဖျားလို့တဲ့လိုက်ပတ်တာလေးကောင်းသောကြည့်ဒါလေးဖျားလို့ဖြစ်မှာအေဖက်ခိုင်းနဲ့အငယ်30ကိုကြည့်လို့ဆိုရှင်ကောင်းသောကြည့်နဲ့ကြည်နေဖို့ရတယ်ဖျားကြီးပြင်ဆင်ထားနေပြီလေအဲ့ဒါကဖျားကြီးလို့တော့ဟုတ်တယ်ဟိုမှာဟိုကျွန်တော်တို့ဒီရှင်ဟိုစီဒီမှာတော့ဘိုးတော်စီတော်ကကျွန်တော်ရေရမ်းစကတ်တယ်လေရေကတ်တယ်လေရေထူတော့ဗောအဲကောင်းတော့ကောင်းပါလေဒါကောင်းသမှုပဲဒါဖျားလို့တော့မဟုတ်ဖျားရင်အမှန်ဆက်ဆွယူရှာရရဖြစ်တယ်လားပြည့်ကြီးကျွန်တော်မြန်မာပြည်ကြီးဖျားရှိဆုံးမတယ်ကျွန်တော်သိတယ်အဲကြောင့်ဖျားကိုပုံကန်ကြတာဖျားကိုစန့်ကြည့်ကြတယ်ဖျားကိုမထီမဲ့ယူကြတယ်ဖျားစကားကိုနားမထောင်ဖျားအမျိုးမျိုးသတိပေးတယ်ငလျားမျိုးသတိပေးတယ်နိုင်ငံအမျိုးသတိပေးတယ်အမျိုးမျိုးသတိပေးတယ်လူတွေကပြီးမဆိုင်ဒါပေမဲ့ဒီမှာရှေ့ရောက်စေတယ်အသိပစ္စည်းကိုလိုတယ်အချင်းရှိတော့အချင်းရန်နေသွားတယ်ဒီလိုရှိနေဖြစ်နေစီကောင်အင်ဒိုနီးရှားသလုံးမကြီးဝယ်လာပါဒီစလုံးလေးကိုဒီသတင်းစာရေးထည့်လိုက်ဘုံဘယ်စလုံးမစရပါလဲဒါကိုကျွန်တော်နော်ဒီစလုံးလေးကိုဒီသတင်းစာရေးထည့်လိုက်မယ်ပြီးတော့ရှိပေါ့နော်အခုဆောင်းပြောက်ရှိဖို့ပြလာအဲ့ရှိကိုဒီလောင်းထည့်လိုက်အဲ့လောင်းထည့်လိုက်ဘာဖြစ်သွားမလဲဒီသတင်းစာစက်ကူရတယ်ပြောင်းလဲသွားနှစ်ကွာကစက်ကူရနော်လူမီဒီကပြည့်တော်ရှိအတိအကျတော့တော်ပြီအောင်တော့ရတို့ဒီပြောင်းလဲခတ်တဲ့တော့ဒီရဲ့တိပြကြငါဆက်ရှိရပါဆက်ပြောလို့ထို့သူဖြစ်တော့ဘုရားရဲ့တကူတော်အားဖြင့်အာမင်ဘုရားရဲ့တကူတော်ဘုရားရဲ့တကူတော်ဆိုတာတမန်တော်တက်ရှိမှာပါပဲထို့သူဆိုတော့တင်တော့ပေါ်သူပက်ရှင်တော်ရဲ့ဆက်တော်ကသူရဲ့တကူခံရရည်တဲ့ဂျေရုဆလင်ဆိုင်ယူလာဒီရှောင်းလေးယေရှုကအိုက်တက်တယ်ကြတယ်ဟာလေလုယာအာမင်အဲ့ဒီဘုရားခင်ကျွန်တော်လောကမှာထားကြသူ့ရဲ့ဘုန်းတော်ထီရှာကိုသူ့ရဲ့တက်တယ်ဖြစ်တယ်ဆိုတော့မမေ့ဘူးကြီးတယ်အဲ့ကျွန်တော်ပုံသက်တယ်အမှန်တမ်းရေးရှိတယ်ကျွန်တော်အပြုတ်ကိုပြောဆိုသွားလိုက်ရအမှန်တမ်းရေးရှိတယ်ဟာလေလုယာဂတိဒီလိုရေးရှိတယ်ကိုအကျိုးပြရတော့လေကိုကျေစုသစ္စာဂတိကိုမဖြတ်တဲ့စာလ15မှာပြောတယ်အာဗြဟံဣဇက်ယာကုပ်ကိုရောလေတော့ကြားဟုတ်ကြခမ်းစားရှင်ရိတိတောင်ကောင်းကင်နေပြီမတီးတော့လေငါစကားတီးနေပြောတယ်ထိုဘုရားဖြစ်တယ်ဟာလေလုယာထိုဘုရားနဲ့တာသူလျှောက်ပါထိုဘုရားကချွဲတာတွဲတာအမတန်ကြိုက်တယ်ထိုဘုရားသူ့အရေးလို့တော့အမတန်ကြိုက်တယ်သူ့ခရူးဆိုင်တာအမတန်မှကြိုက်တယ်သူ့တိုင်မင်တာအမတန်မှကြိုက်တယ်သူ့လို့မျက်နှာသာပေးတယ်သူအမတန်ကြိုက်တယ်သူ့ဥစားပေးတာအမတန်ကြိုက်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာအာမင်သူကဒါပဲကြော်လူချင်တာမှပြန်ကြည့်တယ်ဒါတော့ထိုဘုရားကိုတို့ဒီကလပ်လုပ်ပါလေထိုဘုရားကိုဒီနေ့ဆာမျက်မှောက်ပြုပါညနာတော့ရှိမတိုးဝင်ချိတ်ကပ်ပါဟာလေလုယာအာမင်ဒီမှာစလို့ကျွန်တော်ဆရာကျွန်တော်ရေလေးတောင်းလို့ရတာဘိုးတို့ကတော့ဒီနေ့ဆိုတော့ဘာလို့လဲအစ်စ်ဆိုရင်ဟိုနောက်တဲ့ခါမှာစာအပြည့်လောင်းလိုက်မယ်နော်ဒီရေကကျွန်တော်နှုတ်ကပတ်တော်ပုံစံတာပေါ့ဒီဖျားကြီးအလိုတော်ပေါ့ဖျားကြီးလူတော့ပါလူတွေကဲတင်ချင်းရပြီတမန်တရားသိဖို့နော်ဒါကြောင့်ကျွန်တော်လှုပ်ဆောင်ချက်အရာအလုံးကြီးဖျားအလိုတော်တိုင်းဖြစ်စီရအဲ့ဒါကျွန်တော်ကဘာမှမဟုတ်တဲ့အခြေရောဒါပေမဲ့ဖျားနှုတ်ကပတ်တော်ကျွန်တော်ကကြားရောက်
second 60 10 minute ရွက်တရားမှာလေဒါကျေးဇူးပဲ second 60တနာကြီးရဲ့ကျွန်တော်တရားတော့ကြံပေးတာ second 60တနာကြီးသာကျေးခေါ်တယ်အဲ့မှာကြောက်ဆရာမလည်းရှိတယ်ဘုလားတကယ်တော့ second 60 10 minute ပြပါတယ်10 minute မစောက်အောင် second 60အတွင်းမှာဒီသတင်းစာဆက်ကူရှင်နဲ့ထိသွားတဲ့အခါမှာဘာဖြစ်သွားလဲခေါက်ဆန်းဖြစ်ပါဟာလေလုယာနော်ဘယ်တော့ဖြစ်မှာလဲ second 60အတွင်းမှာဖြစ်မှာဖြစ်တယ်နော်အခုကျွန်တော်နေလိုက်ပြီနော်အတ္တရမှာဘုရားနှုတ်ကိုစိတ်ဝင်လာလို့ရှိရင်ဘာဖြစ်လာလဲဆိုရင်ကျွန်တော်အားဖြင့်ဘုရားရဲ့အလိုတော်ပြီးပြည့်စုံတာဖြစ်တယ်ဟာလေလုယာနော်ဘုရားသခင်ကသူလိုချင်တာဒါပဲလေဘာလို့ရှင်လဲသူ့အလိုတော်တိုင်းအသက်ရှင်လို့ပဲဘုရားလိုရှိတယ်ဒါကြောင့်အလိုတော်တိုင်းအသက်ရှင်မှာတဲ့မိမိအချက်စီကအသက်မရှိပါနဲ့ဟာလေလုယာတော့ကျွန်တော်စဉ်းစားပါဘုရားရှင်ငါ့ကိုဒီနေရာဘာလို့ထားလာလဲသူ့အလိုရှိလို့ပဲလေအာမင်ဒါကိုမမေ့ဖို့ဖြစ်တယ်ဒါအလိုတော်ဝင်ထားဖို့ရည်ကြီးတယ်ဟမ်ပြောဆိုရင်မဖြစ်ပါလေဆိုတော့ကျွန်တော်သတင်းစာစက်ကူကရည်နဲ့ထိပြီးတော့ခေါက်ဆွဲနေပြီတော့တွေ့ရတယ်ဟာလေလုယာဒီလာပါလို့ရတယ်အောင်ကျန်းတော့ဘယ်လိုကြည့်လဲကြာဒါကြောင့်ဒီလိုလိုဆောင်းတော့ပြန်ဖြစ်ပါစေဟာလေလုယာအလိုလိုဆိုဘုရားကြီးရဲ့အလိုတော်အာမင်ဘုရားကြီးအလိုတော်ဆောင်းလို့ဘုရားပြင်ရတယ်သူ့လိုလိုပြည့်ပြည့်စုံစွာဘယ်တောင်းယူရတဲ့ဘုရားအာမင်တော့ဒီပြစ္ဆုတ်ကနာကတော့အစီအမံတည်တဲ့ဘုရားဖြစ်ဒါကြောင့်ကျွန်တော်ဘာရှိဖို့လို့ဆိုကျွန်တော်တက်လာတယ်မှာဘုရားရဲ့နှုတ်ကတော်ရှိလို့ဟိုဒရာမစံဒီမှာမြည်ရှိပါလားဒီမြည်ရှိခုနလားကျွန်တော်မြည်ကြပဲလားထားမယ်ရှိရှိ穆斯林谢谢哈。收听节目都没。ဟာပူစီမောင်းလေးတစ်လုံးရှိတာပေါ့ဒီထဲမှာတော့ခြေမရှိပေါ့ဒီပူဇော်တော့မှလည်းခြေရှိတော့ဒါရေမရှိတော့ယေရှုခရစ်တော်မရှိတဲ့လူရဲ့အသက်တာပေါ့ဘာဖြစ်သွားလဲပေါက်တော့ပောက်ကွဲပစ္စည်းဆုံးရှုံးသွားတာတော့တွေ့ရတယ်နော်ပောက်ကွဲပစ္စည်းဆုံးရှုံးသွားတာရော36ပါပြောတယ်ဓာတ်ကြီးသားတို့ကိုယုံကြည်တော်သူပေါ်လို့ဒီလက်ရှိလို့မရထာဝရတက်ကိုရတဲ့ချင်းကဘုရားခင်သည်မိနိုင်တပါးတရားတော်စွန့်တော်မူ၏တိုင်တောင်းတာကိုချွတ်တော်မူ၏ဟုတ်တယ်ဒါပတ်စံမရှိအမြင်အဲ့တော့မှအချစ်ရှိဖို့အရေးကြီးတယ်အာမင်ဟာလေလုယာနော်အသက်တာကပတ်စံမရှိနေပါလေအချစ်ရှိဖို့လို့အချစ်ရှိအပြည့်မရှိလို့အချစ်ရှိရခတဲ့ရပြည့်စုံတယ်တကယ်ဆိုအချစ်ပဲပြည့်ပြပါတယ်တိကောခန်းကြီးလေးအခါကြီး73ငွေ4ရရှိတယ်မှာကြည့်မေတ္တာပြီးသက်ရှိတိုင်းကျေးဇူးတရားကြီးဘုရားကြီးမရှိဝါကြကြီးမရှိမမနာမရှိလက်ပတ်စာမจิตတဲ့ကိုကျိုးဝရှာတဲ့မေတ္တာခတ်သိမ်းသောအရာဘုံတတ်တယ်ဟာလေလုယာအာမင်မေတ္တာကြီးရှိပါတယ်ချစ်ချင်းမေတ္တာပေါ့ယုံကြည်ခြင်းချစ်ချင်းမျှော်လင့်ခြင်းသုံးခုရှိပါတယ်အဲ့မှာချစ်ချင်းမေတ္တာအရင်ဆုံးလို့ဒီကော73မှာပြောတယ်မဟုတ်လားဒါ remind ပြန်လို့တော့ပါတရားအတ္တမှာဘာရှိလဲချစ်ရှိဖို့လေချစ်တဲ့ဖို့လေဟာလေလုယာမချစ်တဲ့အန်ဒီရှိတယ်ကဲဒါနှုတ်ကပတ်တော်တည်ဟူသောယေရှုခရစ်တော်ရှိတဲ့လူရဲ့အတ္တပေါ့ဘာကြောင့်လဲဟုတ်တယ်ကျွန်တော်အတ္တမှာယေရှုရှိပြည့်စုံတယ်အာမင်ယေရှုရှိတဲ့ညာခတဲ့ကိုကျော်လာတယ်ဟာလေလုယာယေရှုကယေရှုခရစ်တော်ဖခင်ကတာလီကျွန်တော်အနာဂတ်ကိုပိုင်တဲ့ဘုရားဖြစ်တယ်ဟုတ်ပါဘူးဒါတော့ယေရှုပြမပါဘဲနဲ့တော့ဘာမှမပြီးဘူးထိုယေရှုခရစ်တော်ဘုရားကျွန်တော်တို့ကအတ္တမနာအရေးကြီးတယ်ဒီကျွန်တော်တို့လာတယ်ဆိုတော့ယေရှုကြောက်လာရှင်းရခိုင်း30မှာဘာပြောလဲယောဟန်ကြီးကဘာပြောလဲ
ထိုသခင်သည်တိုးပွားခြင်းရှိရမည်ငါမူကဆောက်ရုပ်ခြင်းရှိရမည်ကိုလိုတဲ့တော့စခရီးအပါပြောတယ်စကားပြောတဲ့၎င်းအမှုဆောင်ရတဲ့၎င်းသခင်ယေရှု၏နာမကိုထောက်၍ဘုရားသခင်ရှင်းတဲ့ကျေးဇူးတော်ကြီးမားလာပါပြီဝန်ခံကြတော့ကိုလိုတဲ့စခရီးမှာပြောတယ်တမန်တော်20တမန်တော်20မို့ဒီတမန်တော်7336မှာပြောတယ်တမန်တော်7336မှာပြောလဲဆိုတော့ဒါဝိဒ်ကတဲ့တည်သွားတယ်ဒါပေမဲ့မတည်ခင်မှာသူဘာလို့သွားလဲဆိုရင်ဖျားသခင်ရဲ့အလိုတော်စောင့်ပြီးမှဘိုးဘေးတို့စူပေးရမှာကျေးဆက်တယ်လို့ပြောတယ်ဒါဝိဒ်ဆောင်ဘာလုပ်လဲရေရှဲသားရှေ့ရောက်တဲ့အငယ်ဆုံးလေးသူ့ရဲ့ background လေးလိုက်တော့ဟိုမြင်ငယ်ရရတယ်လို့ကြားတယ်ပေါ့နော်ရေရှဲကမြင်ငယ်ယူတော့အဲ့တော့အဲ့ဒီမှာသူအညာငယ်ဆုံးဖြစ်တယ်သူအကိုကြီးရှေ့မှာတော့ခုနကသူ့အကိုဆို3ယောက်ကရှော်လူစစ်တပ်မှာတော့မှုထမ်းတာဟုတ်ကျန်တဲ့သူတွေရှိတာပဲလားသူတို့3ကြောင်း3မကြောင်းလာမယ်နဲ့ဒါဝိဒ်ကို3ကြောင်းခိုင်းတယ်လေဒါဝိဒ်က3ကြောင်းရတာပေါ့3နဲ့3နဲပါတယ်သူဒါတော့ဘာလို့လဲဆိုတော့သူဘုရားနာမနဲ့သူအသက်ရှင်တယ်ဘုရားကိုချီးမွမ်းတယ်ဘုရားလူတော်တိုင်းသူအသက်ရှင်တယ်အဲ့တော့ဘာဖြစ်သွားလဲဘုရားသူ့ချီးမြှောက်တော့ဗောဂေါလိယကိုနိုင်သွားပြီလေဘုရားသူ့ချီးမြှောက်တယ်ဒါဝိဒ်ရာဇပလင်ထာဝရတည်တယ်လို့ပြောတာဒါကြီးကျော်တက်တာမချီးမွမ်းပါဟာလေလုယာတာရဲ့ချီးမွမ်းပါပေါလုနဲ့တီလာထောင်ထဲမှာချီးမွမ်းတာပါပြောတာထောင်ကနေပုတ်သွားတာလေချီးမွမ်းခြင်းကဘုရားရဲ့လူတော်ဖြစ်တယ်ရေခေါင်းကြီးလူသွားချီးမွမ်းလို့လေဟုတ်လားတဘိုးခါလည်းမချီးမွမ်းတာရေခေါင်းကြီးလူသွားတော့တက်တာမှာချီးမွမ်းပါဟာလေလုယာမကြီးထားပါနဲ့နော်ညီထားလို့ဆိုတော့အများကြီးရှိတာပေါ့ဒါဘုရားတရားချီးမွမ်းခြင်းလို့ရှိတယ်တစ်တဲ့အခန်းကြီး9ငယ်16စက္ကုမှာပြောလေတစ်တဲ့အခန်းကြီး9ငယ်16စက္ကုမှာအရာရာ၌ယေရှုတော်ကိုချီးမွမ်းကြတော့ထိုတို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားခင်အလိုတော်ရှိတယ်ဟာလေလုယာဘုရားခင်အလိုတော်ပါလို့ဆိုအရာရာ၌အခြေအနေဆိုးကောင်းဘလို့အခြေအနေဖြစ်နေဘာလို့လဲကျေးဇူးတော်ချီးမွမ်းဖို့ဘုရားခင်အလိုရှိတယ်ဒါသူ့ရဲ့အလိုဖြစ်တယ်ဘုရားခင်သူ့ရဲ့အလိုကိုလိုက်တဲ့သူကိုသူကနှိမ့်သက်တဲ့ဘုရားဖြစ်တယ်သူ့အလိုဆန့်ကျင်ဆိုသူမနှိမ့်သက်ဘူးပေးတော့ပေးတယ်ဘာပေးလဲဆိုစိုးမောက်ဩဝါဒပေးတယ်တွန်းတင်တယ်လမ်းပြတယ်ပဲ့ပြတယ်သူ့ရဲ့အလိုတော်လမ်းပေါ်မှာသူရက်တည်ပေးတဲ့ဘုရားဖြစ်တယ်ဟာလေလုယာအခုကျွန်တော်စီမှာအနုငွေအိပ်ပါတာဆရာတော်အနုငွေခံတော့မဟုတ်ဘူးကျွန်တော်ပေးတဲ့သူဖြစ်တယ်လောကမှာပေးတဲ့ရှိတယ်ယူတဲ့ရှိတယ်တမန်တော်2035မှာဆိုရင်အစွတ်ကျဲခံခြင်းရတဲ့စွတ်ကျဲခြင်းအတိုင်းပင်လာရှိတယ်လို့ဒီရှိရပြောတယ်ဒါကျွန်တော်တက်တာပါလို့ပေးကတဲ့တက်တာဖြစ်တယ်ရယူမဲ့တက်တာမဟုတ်ရဖို့မစဉ်းစားနဲ့ပေးဖို့ပဲစဉ်းစားပေးတဲ့တဲမှာပီတိဖြစ်တယ်ဝမ်းမြောက်တယ်ကြည်နက်တယ်ကြည်နူးတယ်ဝမ်းမြောက်တယ်ပျော်ရွှင်တယ်အဲ့ဒါကပေးတော်သူတွေဒါတခင်ရှိရဘလို့ဘုရားမျိုးပေးတဲ့ဘုရားမျိုးငါဘာလို့ပေးရမလဲလို့ပြောတဲ့ဘုရားဖြစ်တယ်ဟာလေလုယာအခုကျွန်တော်အလှခံမှာကျွန်တော်ပေးဖို့ကျွန်တော်ပြောတာမဟုတ်ဘူးဟာလေလုယာပေးတတ်အောင်ကျွန်တော်ပြောပြတာဖြစ်တယ်ပေးတဲ့ကောင်ဘယ်လိုပေးမလဲစေတနာစိတ်နဲ့ပေးမယ်နှစ်ကောအခန်းကြီး9ခုနှစ်မှာပြောတယ်စေတနာစိတ်နဲ့ပေးလို့တော့သူကိုဘုရားကနှစ်သက်တယ်လို့ပြောတယ်ဟာလေလုယာနောက်ဘုရားကနှစ်သက်တယ်ဆိုတော့တိနှစ်တိခါရီ3နှစ်မှာတိမောသေပရမတ်ဆောအခန်းကြီး2ငယ်တိခါရီ3နှစ်မှာဘုရားကဆူတောင်းတာဘုရားနှစ်သက်တယ်မြေတာပို့တာနှစ်သက်တယ်ကျေးဇူးတော်ချီးမွမ်းတာနှစ်သက်တယ်ဟာလေလုယာနောက်ကျွန်တော်ဘာလို့လို့ဆိုဘုရားနှစ်သက်တော်မှုကိုကျွန်တော်ပြုဖို့လိုတယ်ကျွန်တော်နှစ်သက်မှုမရှိဘူးဘုရားနှစ်သက်မှုလိုတယ်ဒါတော့လူခံအဲ့လိုမှလည်းလူခံမမဟုတ်ကျစီမှာပေါ်ပါလေးကျွန်တော်ကြီးကျိုးဆွဲလာတော့လေကျွန်တော်လာလို့မရလို့ပေါ့ကျွန်တော်6ရက်လောက်ညီပြပါလား6ရက်လောက်ဟုတ်ကဲ့ဘာရလဲလူပဲတော့မဲရလေအနီရောင်လေရောင်ဆေးရနော်ဟုတ်ကဲ့ဟို6
ယောက်ကအခုကူညီပြီးတဲ့ဗျာရှင်တိုင်းကောင်းကြီးပြပါစေဒါမှလက်ဆောင်ပါလာတယ်ကျွန်တော်လက်ဆောင်ပေးမယ်နော်ရလားလက်ဆောင်လက်ဆောင်ပေးမယ်လက်ဆောင်တော့တခြားတော့မဟုတ်ကျွန်တော်စီမှာကြီးလာတဲ့တပီးလေးရာသူတို့ကတစ်ဖက်မှာ handicraft တွေလက်နဲ့လုပ်တာလောကကတ်နိုင်လေးတွေ့ဘူးလားမသိဘူးဒီလိုမျိုးဒီချေလေးပေါ့ဖုန်းတွေကန်နေဆိုလေအဲလောကကတ်နိုင်လေးအဲကျွန်တော်အများကြီးပါလာတယ်အဲတပီးလေးကတော့သူ့အရင်လေးလုပ်တော့ပေါ့အရင်လို့ကျွန်တော်တစ်ထောင်နဲ့ပြန်ရောက်လာအဲကျွန်တော်ဝယ်ရတဲ့တော့ဒီကလုံငန်းစီမျိုးဆိုဝယ်ရအကုန်လုံးကျွန်တော်ယူလာခဲ့ဒီကအားလုံးလက်ဆောင်ပေးမယ်ကျင်းနဲ့လာမသိဘူးကျင်းနဲ့ပါတယ်နော်ပြောလာတော့အဲဒီ6ကကျွန်တော်တစ်ချက်ဝေးပြီးပေါ့နော်တယောက်တစ်ခုပေါ့နော်လက်ဆောင်ပေါ့နော်အမှတ်တရပါပေါ့နော်အဲဒီဒီတိုင်းမှာဒီရပါပေါ့လောကရဲ့တင်ကြတော့ပြန်ကြည့်လို့ရှိရင်အပေါင်းလက္ခဏာဖြစ်တယ်အနှုံမဟုတ်တင်းပြိုင်ထားတော့ပြောကိုယ်ဆွမ်းရှိတော့ညာဆွမ်းရှိတော့ချစ်ပါတယ်ကိုနဲ့ဆက်ဆံတဲ့သူကိုနဲ့ဆက်ဆံတော့ကိုယ်စနေသားမရတာမကဘူးဗျဥမာတက်စီသွားကားဆိုရင်တက်စီသမားပဲဈေးတော့ဝယ်ဆိုရင်ဈေးတယ်ပေါ့ဗျာဒါနဲ့ကျွန်တော်ဆက်ဆံတဲ့သူပဲကျွန်တော်ဆက်ဆံတဲ့သူကကျွန်တော်ဘေးနားမှာရှိတဲ့သူပေါ့ဥမာကျွန်တော်ဘေးနားမှာဆရာရှိတယ်ဆရာမရှိတယ်အဲကျွန်တော်ဆက်ဆံတဲ့သူတွေပဲကိုနဲ့ဆက်ဆံတဲ့သူကိုနဲ့အမျှချေရအဖျားကြီးလူတော်လေးတယ်နော်လူတော်ဆောင်တော်သူများဖြစ်ပါစေဟာလေလုယာဥပ္ပဝါလေးချက်တော့ပြဘယ်နှစ်ယောက်ရှိလဲ6ယောက်ရှိတယ်ဟိုဘက်တော့ကအစိမ်းရောင်လေးပြီးတော့အမဲရောင်ဟဝါရောင်နီရောင်ဖြူရောင်ပြားရောင်အရောင်လေး6ယောက်ရှိတယ်အဲ့ဒီအရောင်လေးကစကားမဲ့နော်ကြည့်ရတဲ့အခါမှာအဲ့အရောင်လေးကကျွန်တော်တို့စကားပြောတယ်ကျွန်တော်ဘဝအမဲရောင်မှာတစ်ချိန်ရတခင်ရှိသွေးတော်နဲ့ရိုးလဲတဲ့အခါမှာကျွန်တော်ဖြူစီဖြောင်းမှတ်တဲ့သူဖြစ်သွားတယ်ဖြောင်းမှတ်ရတဲ့ကြောင့်ချင်းကစိတ်နှိုးပြီးယုံကြည်ရတာဟုတ်နှစ်ကောအခန်းကြီး9ငွေ21ထဲမှာနော်အပြည့်မရှိတဲ့တခင်ရှုပုံမှာဘုရားခင်ငါတို့အဖြစ်ကိုတင်လိုက်တဲ့အခါမှာငါတို့ကထိုယေရှုခရစ်တော်အဖြစ်ဖြောင်းမှတ်တဲ့သူဖြစ်သွားတယ်ဒါကိုကျွန်တော်ယုံကြည်လို့ကျွန်တော်ဖြောင်းမှတ်တယ်ဟာလေလုယာအဲ့တော့ယေရှုတော်လို့ခေါ်တယ်ယေရှုတော်ကျွန်တော်တက်ခံစားရတာအဲ့လိုဒီတခြင်းများပြောတယ်ထက်စီယေရှုတော်နောက်ရှင်ပေတရုရပါပြောတယ်နော်ယေရှုအရာနဲ့တော့ယေရှုခရစ်တော်တည်ကျွမ်းနေတဲ့တော့ကြီးပွားကြတော့ယေရှုရဲ့အရာမှာကြီးပွားကြတယ်တစ်ပေခိုင်း3အခန်းကြီး3ငွေ21မှာပြောတာနှစ်ပေခိုင်း3ငွေ21မှာပြောတာယေရှုတော်အရာနဲ့ပွားများဖြစ်တယ်။အဲဒီယေရှုရဲ့ကျွန်တော်ဖြောင်းမှတ်တဲ့သူဖြစ်တာ။ထို့ပြန်မကလည်းအသက်ရှင်နေရပါစေ။စိတ်နှလုံးတစ်ပင်ကဲလို့ရှင်သန်ကြီးထွားရတဲ့မကြခင်မှာအာဂါသတတိရှိပြတဲ့အာဂါသမှာညီလာခံကျင်းပအောင်ပဲ။အဲမှာကျွန်တော်စုရီယိုမှာတရဖူရီယိုမှာဝမ်းမြောက်ခြင်းတရဖူလို့ဘုံကြီးတော့တရဖူလို့မညှိုးနှမ်းမဲ့ပဲစေတရဖူလေး။နော်အသက်တရဖူမှာစာဝရအာဂါသမှာကျင်းပအောင်မရှိဘူး။ပြီးလို့ရှိရင်တခင်ရှိတဲ့ကဘာမြေကြီးမှာအနည်းတောင်လောက်အောင်ချုပ်မှာဟာလေလုယာအဲ့ဒါပြီးတော့မှနောက်ဆုံးတရားစီရင်သွားမယ်ဗျာလေ20မှာတရားစီရင်သွားတယ်လေရှင်းပြီးတော့မှတန်ရှင်းရမျိုးတော့ဂျေရုဆလင်မြို့မှာဗျာလေ20မှာရှင်းပြီးတော့မှ20မှာသာဝရဗျာလေအစီအပြေကြော်နေသွားအဲ့မှာအိုဂျင်းနာလေးတည်ခြင်းမရှိဘူးအဲ့မှာဝမ်းမြောက်ခြင်းရှိတယ်အဲ့မှာပျော်ရွှင်မှုရှိတယ်အဲ့မှာဘိုင်းမစားတော့ဟာလေလုယာအာမင်အဲ့မှာရှင်မစားတော့အဲ့မှာပတ်စံမလို့တော့အခုချိန်မှာတော့လို့တော့နော်ဒါကြောင့်ဒီကျွန်တော်ရောက်ရှိတဲ့တရမှာအလိုတော်ကိုစောင့်လို့သူများဖြစ်ပါစေဟာလေလုယာအဝါလေးကျွန်တော်ဒီတဲ့တဲ့နော်အထက်ရနာကျေးဇူးပြီးတဲ့အခါကျတော့အပြာလေးကျေးဇူးရဲ့အပြာလေးပုံမှန်ပြီးတဲ့အခါကျတော့အစိမ်းလေးရည်ကျေးဇူးရဲ့ပြီးတော့အဖြူလေးထိုင်လေးရည်ကျေးဇူးရဲ့ပြီးတော့အနီလေးထိုင်လေးရည်ကျေးဇူးရဲ့ပြီးတော့အမဲလေးထိုင်လို့မရသေးဘူးဆရာမကြားတာဟုတ်ပြီဆရာမထက်တဲ့အရာလေးဆရာမဖတ်မိတယ်နော်ဒီကျွန်တော်ရောက်စနေကျွန်တော်လုပ်တဲ့အရာလေးကျွန်တော်ပေးချင်ပေးသွားမယ်အဲဘုရားသခင်ကမမေ့ယေမိတယ်မှာပါပြောလို့ဆိုရှင်
နို့တိုက်တဲ့မိခင်အားတဲ့နို့တိုက်မဲ့ကလေးကိုမိချင်မိသွားမယ်ငါမလို့မစွန့်တဲ့ဖရာဖြစ်တယ်တင်းတို့မစွန့်တင်းတို့အနှစ်ပြည့်မထားဂတိတော်ရှိတယ်တစ္ဆာနဲ့မေတ္တာနဲ့တတိပေးပြီးတော့တေချာဆောက်ရှောက်နေတဲ့ထိုဖရာဖြစ်တယ်ဟာလေလုယာထိုဖရာကိုကျွန်တော်ဘာလို့ပြောလဲဆိုမမေ့ဖို့အရေးကြီးတယ်ထိုဖရာကိုကျွန်တော်မျက်မှောက်ပြုဖို့အရေးကြီးတယ်ဟိုစားတက်ပါရော